First class honors from Myanmar, Santa Wei. ကြာရှည်စွာဆောင်စားခဲ့ရတဲ့ final graduation day လေးပါဒါကတော့ Basel ဘူတာယုံမှာရောက်နေပါတယ်အဲ့တော့ပန်းကိုအစားတွေကကြိုဝယ်သွားမလို့တော့စဉ်းစားပဲပေါ့နော်ဒါပေမဲ့လမ်းမှာပျက်စီးသွားမှာဆိုတဲ့အတွက်ခိုးရောက်မှဝယ်ဖို့ဆုံးဖြတ်လိုက်ပါတယ်ဒါတော့ Vala ယထာချိန်စောနေတဲ့အတွက်ဒီ canteen လိုမျိုးပေါ့နော်နေရာလေးမှာခဏနားနေရပါ Migros မှာပါဒါတော့ Vala ညမပြီးထားတဲ့လက်သေးလေးပါကိုအိမ်မှာကတ်ထားပါတော့အခုတော့တငယ်ချင်းကိုစောင့်ရင်းနဲ့ Vala ယထာပေါ်တက်နှစ်မှာတော့မယ်ယထာထွက်ဖို့တိတ်မလို့တော့ဘူးဆိုတော့လေ Vala ယထာလက်မှတ်ကကြိုဝယ်ထားလိုက်တာပေါ့နော်အဲ့ဒါဆိုရင် तू က saver နဲ့ဆိုစီသက်တာလို့ပါအခုတော့ယထာပေါ်ရောက်ပါပြီ Vala တငယ်ချင်းကိုစောင့်ရင်းနဲ့ဘိုက်စာလာလို့ပေါ့နော်ဒီခွက်စွန်လေးဝယ်လာပါတယ်ဒါတော့ pistachio ရတာပေါ့နော်စားလို့ကောင်းပါတယ်အဲ့တော့ Vala တငယ်ချင်းကနောက်ကျမှရောက်လာခဲ့ပြီမဲ့အခုအတူတူသွားကြပါပြီလမ်းတစ်လျှောက်ကတော့ဒီဘာဇက်ဘက်ကတော့မြက်ခင်းပြင်ပေါ့နော်သူကတော့ဒီလိုတောင်ကုန်းလေးပို့ပြီးတော့များတယ် No worries အခုဆိုရင်ဒါ Vala တို့ယထာတစ်ခုချိန်ပြီပေါ့နော်ယထာချိန်တဲ့နေရာကတော့ band မှာအခု band ကကြတော့သူကမြို့တော်လေးဖြစ်တဲ့အတွက်လူအရန်လည်းများတယ်ပေါ့နော်နောက်ကြလို့ရှိရင်အေးတယ်ပေါ့နော်ဒီပူတာယုံလေးပါValaပဲခံစားမိရလားမသိဘူးအမြဲတမ်းရောက်တိုင်းအေးနေတယ်မြို့အောက်ကိုဆင်းသွားမှာပေါ့ဒါပေမဲ့လှတယ်ပေါ့နော်အဲ့တော့ band မှာကြတော့ Vala တို့ဒီ first class ကိုတက်မိသွားလို့ပေါ့နော်ဒီ first class မှာ Vala တို့ဝယ်ထားတဲ့ ticket က first class မဟုတ်တဲ့အတွက် second class ကိုပြောင်းစီရပါတယ်မတိတဲ့သူတွေကတော့ကိစ္စမရှိပြီမဲ့ပေါ့နော်တိပြီးသားသူတွေကစီးမိရင်တော့အဲ့ဒါဒန်ကြီးကောက်ပါတယ်အဲဆိုရင် chef 100လောက်ဆောင်ရတက်တယ်ပေါ့နော်ဒါတော့ Vala ပဲဖြစ်ပါတယ်ဒါတော့ Vala ရဲ့တငယ်ချင်းလေးပါသူ့ကို Vala က guest အဖြစ်နဲ့ဖိတ်ထားတာပေါ့နော် Vala စိတ်မကောင်းစရာကကြတော့ Vala ရဲ့ဖေနဲ့မေနဲ့တူတူမလာနိုင်ဘူးပေါ့နော်အဲဒါကြောင့်မလို့ Vala တငယ်ချင်း2ယောက်ကိုဖိတ်ထားပါတယ်ဒါကတော့ Vala နဲ့တူတူဘာစေးကနေလိုက်ခဲ့တဲ့တယောက်ပေါ့နော်လမ်းတစ်လျှောက်ကတော့ဆွစ်ဇာလန်ရဲ့ထုံးစံတိုင်းပဲအရင်လှတယ်ပေါ့နော်Vala ဒီဆွစ်ဇာလန်မှာဆိုရင်သူ့ရဲ့ဒီမြက်ခင်းအယောင်ပေါ့နော်သူတို့ရဲ့မြက်ခင်းအယောင်ကလေ shape တစ်မျိုးအဲ့ဒီ green shape ကအရင်လှတယ်လို့ခံစားရတယ်ပေါ့နော်ဒါဆိုလို့ရှိရင် Vala တို့ကျောင်းနေနေပြီဆိုတော့အတိတ်ပဲဖြစ်ပါတယ်ဘာလို့လဲဆိုတော့ဒါ Geneva Lake ကြီးပေါ့နော်ဒါဆိုရင် Lausanne ကိုရောက်နေပြီပေါ့အဲ့တော့ဒီ Lausanne မြို့ကဒီ Geneva Lake နားမှာရှိတယ်ပေါ့နော်မြို့ကြီးတစ်မြို့ဖြစ်ပါတယ်အရင်လှပါတယ်ပေါ့နော် Ce train continue à destination de Renan, Genève et အဲ့ Geneva Lake ကိုမြင်ဘလို့ပျော်မှန်းမသိဘူးအရင်ပျော် votre prochaine ခုဆိုရင်တော့ Lausanne ကိုရောက်ပါပြီ Lausanne ကိုရောက်ပြီပေါ့နော် Lausanne ကနေပြီးတော့ Montreux သွားမှာဖြစ်ပါတယ် Hello Welcome to Viola Rock တထားလေးကတော့ cartoon လေးတွေနဲ့ပေါ့နော်ဒါကတော့ Vala မွန် တို့ဆ ထိုး င်းခဲ့ မျိုး တဲ့ ကိုသွားမယ်နောက်ဆုံးယထာပေါ့နော်ပြောင်းစီရဖြစ်ပါတယ်အဲ့တော့ယထာကတော့တွေ့ရတဲ့အတိုင်းပဲ30လောက်ပြောင်းစီရတယ်ပေါ့နော်အဲ့ဒီပြင်ကိုကျောင်းသွားရင်လည်းကျောင်းပေါ်တက်ဖို့ယထာနောက်တစ်စီးထပ်စီရအောင်ပါပါအဲ့တော့ခုဆိုရင်တော့မွန်ထိုးမျိုးလေးကိုသွားနေပါပြီမွန်ထိုးကကြတော့Valaကျောင်းမှာနေခဲ့တဲ့တစ်လျှောက်လုံးနေလာခဲ့ရဖြစ်တဲ့အတွက်ကိုယ့်ရဲ့ဆွစ်ဇာလန်မှာအရင်ကြီးဆုံးမြို့ပေါ့နော်အဲ့လိုခံစားမိပါတယ်ခုမွေးရမြေကိုပြန်သွားတယ်လို့ခံစားချက်မျိုးကရမွန်ထိုးရောက်ပါပြီMontreux ရောက်ပါပြီလာသိမကြခင်ကမှဒီမွန်ထိုးကိုဆက်စချင်းကျောင်းလာတက်တုံးကလဲတဲ့ vlog လေးကိုတင်ခဲ့ပါတယ်အဲ့ဒါအတွက် voice over ကြီးပြန်လုပ်ရင်းနဲ့ပေါ့နော်ပြန် edit ရာကနေပြီးတော့ရောက်တာသိမကြသေးတဲ့ခံစားချက်မျိုးရတယ်ပေါ့နော်ဒီမျိုးလေးကလည်းမပြောင်းမလဲပါပဲအဲ့တော့Valaတို့အခုကတော့ပန်းဝယ်ဖို့သွားနေရပါပေါ့နော်Valaရဲ့တငယ်ချင်းကပန်းလေးလက်ဆောင်ဝယ်ပေးပြီးပါหมดไปပန်းနေရအကုန်ကုန်နေပြီပေါ့နော်ဒီမှာပွဲရှိတော့ကဲတော့ Montreux မြို့ထဲကိုရောက်နေပါပြီဒါဆိုရင်တော့ပန်း
န်းနေရမရှိတော့ဘူးပေါ့နော်ဘာလို့လဲဆိုတော့အခုက graduation ရှိတော့ကြတော့လေအကုန်လုံးကဒီမှာပဲပန်းဝယ်ကြအဲ့တော့ဘာလို့လဲနည်းနည်းမှားသွားရပေါ့နော်ဘာစမ်းမှဝယ်ခဲ့ရမယ်ဟောင်းဘာစမ်းမှပန်းနေပေါ်တယ်ဒါပေမဲ့လမ်းကကြတော့3နာရီ4နာရီယထာစီရကြတော့ဂျားထဲမှာပန်းမလာတော့မှဆိုလို့ပေါ့နော်ဒီရောက်မှဝယ်မယ်လုပ်လိုက်တာsuit is purple နော်but ကျွန်တော်ဘာသာလို့ပန်းလေးရွေးပြီးတော့ပြီပေါ့နော်ခုတော့ဒေလာနဲ့တွေ့ပါပြီကျမတို့တော့ပန်းနေကြလားဘာသာလို့အခုကျောင်းမသွားခင်ထမင်းစားမယ်ပေါ့နော်နေ့လယ်စာစားပါမယ်နေ့လယ်စာစားမစားခင်နေ့လယ်စာစားဖို့ကိုကင်ကတနာရီမှဆိုတော့နေ့လယ်စာမစားခင်မှာပန်းသွားဝယ်ပါဦးမယ်ဒါတော့တကယ်ချင်းဝယ်ပြရပါခုန AP ဝယ်ပြရပါဝယ်ပြရပါ thank you ပါ AP ဒါတော့ပန်းဆိုင်ကိုသွားနေတဲ့လမ်းမှာဖြစ်ပါတယ်တော်ကြာမှပြန်ရောက်ဖြစ်တဲ့ Geneva Lake အားတော့ H&M ရဲ့အရှိရပါတော့ဘာသာတင်ခဲ့ပေးပူပါတယ်ဒါကတော့အချိန်မတူတဲ့တင်လာပဲဖြစ်ပါတယ်ဆိုင်ဒီဆောင်းရောက်နေပါပြီဂျိုက်ဖို့မိသွားEnjoy? Yeah, thank you so much. ဒါတော့မစားရကြပြီဖြစ်တဲ့ကစွန်းရွက်ကြော်နဲ့မာလာထန်းမှားထားပါတယ်။အဲ့ဒါလေးတွေစားရင်လည်းပေါ့နော်လေပစ်လိုက်တာကြောင်းသွားတာနည်းနည်းနောက်ကျသွားပါတယ်။ဒါတော့တောင်ပေါ်ထပ်တက်ဖို့ပေါ့နော်ယထာစီးရပါတယ်။ယထာဆောင်နေပါတယ်။အခုဗိုင်လာသွားနေတဲ့အကြောင်းကကြတော့အရင် vlog တင်မှာရိုက်ပြဘူးလေဗိုင်လာအကြောင်းမှာစတင်ခဲ့တဲ့အကြောင်းမဟုတ်ဘူးပေါ့နော်အဲအကြောင်းမလို့ဗိုင်လာလည်းဒီအကြောင်းကိုမမေရတစ်ခေါက်ပဲရောက်ဘူးလေပေါ့နော်ဒီအကြောင်းကလည်းတောင်ပေါ်ထိပ်မှာပဲရှိတာပါဒါကတော့ Geneva Lake ကြီးပေါ့နော်ခုဆိုရင်တော့အကြောင်းကိုရောက်ပါပြီဒီအကြောင်းကြီးကကြတော့ပို့ပြီးရဲတိုက်ကြီးနဲ့တူတယ်ပေါ့နော်အရန်ခမ်းနာတဲ့ SHMS လို့ပြောလိုက်ရင်ဒီအကြောင်းကိုအရင်ဆုံးပြင်းမြင်ကြတယ်ပေါ့နော်ကြာနေပြီဆိုပေမဲ့နည်းနည်းပြေးနေရပါတယ်။ဒါတော့ကျောင်းသားတွေအဆောင်မဲဖြစ်ပါတယ်။မော်လေးငါးလွာကိုလမ်းလျှောက်ပြီးတက်လိုက်ရလို့အမောဆူသွားတာပါ။အခုတော့အဝတ်စားလဲပြီးအလှပြင်လိုက်ပါအောင်မယ်။မိတ်ကပ်ကတော့ကိုယ်တိုင်ပြင်ဖြစ်ပြီးတော့သပင်ကတော့ဒဲလာလုပ်ပေးထားပါတယ်။အခန်းကိုတော့အန်နီလေးက support လုပ်ပေးထားပါတယ်။အဲ့တော့ဒီနေ့အတွက် look ကတော့ဒါပါပဲ။ကိုယ်တိုင်ပြင် DIY makeup နဲ့တယောက်တည်းပွဲသွားတက်ရပါတော့မယ်အခုတော့ပွဲဖက်ကိုသွားပါတော့မယ်ဖာလာတို့မြန်မာဝတ်စုံပဲဝတ်ထားပါတယ်ဖာလာကိုအိမ်ကနေပို့ထားတဲ့ဂျိတ်ကလေးဝတ်ထားပါတယ်မေတို့ဖေဖေတို့လည်းတတိရပါတယ်အရန်လူရှုံနေလို့မရိုက်လိုက်ရဘူးပေါ့နော်အခုဆိုရင်တော့ဘွဲဝတ်စုံတွေရောဒီအုတ်ထုပ်တွေရောယူပြီးတော့ပါပြီဒါတော့ဘွဲဝတ်စုံဝတ်ပြီးလာနေတဲ့ဒေလာပဲဖြစ်ပါတယ်ဒါကတော့ဗာလာတို့ဒီပွဲရဲ့အပြင်ဘက်ကပေါ့နော်ခမ်းမှာပါဒီเจ้าရအထဲမှာရောအပြင်ရောအရန်ခမ်းထားတယ်ပေါ့နော်215ပါပေါ့နော်ဒီခေါင်းအုပ်ထုတ်သွားယူရမှာပါအုတ်ထုပ်ကကြတော့တက်တက်သွားယူရတာဖြစ်တဲ့အတွက်အခုအုတ်ထုပ်ကို setting ချနေတာပေါ့နော်ငယ်ချင်းလေးရဲ့ကောင်းမှုနဲ့အုတ်ထုပ်လေးကကောင်းကောင်းလေးအပေါ်ရောက်သွားပါတယ်ကျတော့ဒီလို garden ထဲမှာပေါ့နော်ဒီစင်းရိုက်ကြရဖြစ်ပါတယ်ဒါကတော့ကျောင်းကနေလမ်းမြင်ရတဲ့ Geneva Lake ပဲဖြစ်ပါတယ်အဲ့ဒါနေပါပြီဒါကတော့ပွဲခန်းမှာပေါ့နော်ဘာလာတို့ကတော့ညနေခင်း batch ဖြစ်ပါတယ်မနက်ပိုင်းမှာဒီ post graduate တွေကိုတပွဲပေးပြီးသွားပြီပေါ့နော်ဘာလာတက်တဲ့ကျောင်းကတော့ Swiss Hotel Management School ပါသူကကြတော့ဒီ University of Derby နဲ့ collaborate လုပ်ပြီးတော့
Vala က Jewel ဘွဲရတယ်ပေါ့နော်သူကကြတော့hospitality management တည်တန့်ရှိရယ် Vala ကတော့ဒီ hospitality and events management ကိုယူထားပါတယ် Vala ဒီမှာတစ်နှစ်ပဲတက်ပြီးတော့ဘွဲရခဲ့တာပေါ့နော်ဘာဖြစ်လဲဆိုတော့နှစ်နှစ်ကိုမြန်မာပြည်က MIU မှာ business administration ကို diploma ယူခဲ့ပါတယ်အဲဒါကြောင့်မလို့ဒီဘက်ကို direct entry နဲ့ပြန်ပြီးဝင်ခဲ့တာပေါ့နော်အသေးစိတ်ကိုတော့ Vala နောက်ထပ် video လေးမှာထပ်ပြီးတော့ပြောပြပေးပါမယ် Vala နဲ့အတန်းတူတူတက်ခဲ့တဲ့တငယ်ချင်းတွေပဲဖြစ်ပါတယ်ဒါတော့ကျောင်းရဲ့ deans နဲ့ director တွေကြွချီလာတာပဲဖြစ်ပါတယ် Vala 6လလုံးကိုပေါ့နော်first class honor ရရမယ်ဆိုတော့ရည်ရွယ်ချက်နဲ့ Vala စူးစမ်းခဲ့ပါတယ်နောက်ဆုံးလဲရခဲ့တဲ့အတွက် Vala အရင်ပျော်ပါတယ် First class honors from Myanmar, Sang Da Wei. ။ပြွေးနဲ့မေကိုလည်းတူတူတွေ့စေချင်တယ်ပေါ့နော်။ဒါကValaအတွက်အရေးကြီးတဲ့အမှတ်တရလေးတစ်ခုဖြစ်ပါတယ်။သူတို့လည်းမြန်မာပြည်ကနေပြီးတော့Valaအတွက်အရင်ဂုဏ်ယူနေတယ်လို့ယုံကြည်ပါတယ်။အခုဆိုရင်တော့နောက်ဆုံးမိန့်ခွန်းပြောကြားပြီးတော့ပွဲလေးရပြီးဆုံးသွားပါပြီ။ Vala တို့ပွဲယူတဲ့အခမ်းအနားလေးကတော့နောက်ဆုံးမှပြီးဆုံးသွားပြီပဲဖြစ်ပါတယ်။ Vala outfit လေးပါ ခုတော့ပြီးတော့ပါပြီအဲကျွန်တော်တို့အင်ဂျီလဲပြီးတော့ဝန်ထိုးကိုဆင်းပြီးတော့ခမင်းစားပါမယ်ဒီနေ့ပြီးလို့ရှိရင်ဒီနေ့တဲ့ graduation လေးကတော့ပြီးတော့ပါပြီနာလူတွေများနေတော့တိကျမရိုက်လိုက်ရတဲ့ view လေးကိုရိုက်ပြပါမယ်ခါတော့ဒီ Copelis ရဲ့ garden ပါဘောနော်ဒီမှာတော့ကြောင်းကြီးပါကျတော့ Vala ကျောင်းတက်ခဲ့တဲ့အဆောင်တော့မဟုတ်ဘူးပေါ့နော်။ဒါပေမဲ့ Vala တို့ graduation ကိုတော့ဒီမှာပဲလုပ်တာလေ။ Vala ကျောင်းတက်ခဲ့တဲ့အဆောင်ကကျတော့ဒီလိုမျိုးကျောင်းဆောင်ကနှစ်ဆောင်ရှိတယ်။တစ်ခုနဲ့တစ်ခုကိုဒီ sky train နဲ့ချိတ်ထားတဲ့ဟာလေးပေါ့နော်။အဲ့ဒီကျောင်းကဒီလိုမျိုးကြီးရဲတိုက်ကြီးတော့မဟုတ်ဘူး။ဒါပေမဲ့သူလည်းသူ့အနေထားနဲ့သူတော့အရင်တော့ကလည်းရဲတိုက်တစ်ခုပဲပေါ့နော်။ဒီကကြတော့ဒီတောင်ပေါ်တော်တော်ရောက်နေပြီပေါ့နော်အဲဒါကြောင့်မလို့အပေါ် view ကအရင်လှရဲပါလားပြမယ်နော်ဒါတော့ကျောင်းရဲ့လူမျိုးကန်ဒီလူပဲပြောအောင်လား garden ပေါ့နော် garden area ပါပို့တော့နော်အဲ့ဒါဆိုဒါတော့တစ်ခုစားဖို့သွားနေပြီပါရဲ့ဒါတော့ညနေခင်းပိုင်းမွန်ထိုးလေးပါဒါဘယ်နိုင်ရှိပြီလို့ထင်လဲ8:35ည8:35ပါလက်ကစားခဲ့တဲ့ဆိုင်မှာပဲစားခဲ့ပါတယ်ဒီနှစ်ပွဲနဲ့ထမင်းနဲ့ကို60ရှင်းခဲ့ရပါတယ်ဒါတော့ဂျားတဲ့ကညဘက်ဒီကြော်သွားပြီးတော့မနက်ခင်း breakfast ကိုရောက်တော့ပါတယ်။ Vala ရထားအမီပြန်ဆင်းပြီးတော့ဘာစဲကိုပြန်ရမှာမို့လို့ပေါ့နော်အမြန်ရိုက်လိုက်ပါတယ်။ကျောင်းကကျွေးရဲ့ breakfast ပါ။ဒါကတော့တောင်ဆင်းလှမ်းကအရန်လှတဲ့ Geneva Lake ကိုပေါ့နော်အဝအကြီးကြည့်ပြီးတော့ဗီဒီယိုတွေရိုက်ခဲ့တာပါ။နှင်းတောင်တွေပေါ့နော်အခုတည်းကရေခဲရေးရေးလေးတွေဖုံးနေပါသေးတယ်။ဒါအခုနွေရာသီရောက်နေတာပေါ့နော်။ဒါကတော့ Geneva Lake နဲ့တပြေးတည်းမြင်ရတဲ့ဘာစဲကိုပြန်နေတဲ့ရထားပေါ်မှာပေါ့နော်ထုံးစံတိုင်း3ဆင်စီးခဲ့ရပါတယ်ဘာသာတယောက်တည်းပြန်ရတဲ့ခရီးဖြစ်တဲ့အတွက်တော်တော်လေးအိမ်မောကြခဲ့ရပေါ့နော်ဆုံးကြည့်ကြည့်ပေးကြတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်နောက်ဗီဒီယိုလေးမှာလည်းပြန်တွေ့မယ်နော်ကျောင်းနဲ့ပတ်သက်ပြီးကြည့်ချင်တာရှိတဲ့မေးခွန်းလေးတွေရှိလို့ရှိရင် comment မှာရေးခဲ့ပေးလို့ရပါတယ်Vala နောက်ကြရင်ဗီဒီယိုလေးတစ်ပုတ်လုပ်ပြီးတော့ပြန်ဖြေပေးမယ်နော်See you in next video. Bye bye.